After the earthquake on 28 March, Tzu Chi volunteers and teachers carried out home visits. En route, a neighbor informed them of a family whose children had been abandoned by their parents. The volunteers and teachers went to see for themselves, witnessing the hardships these children were facing. ခက်ခဲတဲ့ကလေးတွေအိမ်ကိုသွားတာသွားရင်းနဲ့အဲ့ဒီကကလေးရဲ့အမေကနေပြီးတော့ဒီသူတို့ရက်ွက်ထဲမှာအခက်ခဲရှိတဲ့ကလေးတွေအကြောင်းကိုပေါ့နော်အဲ့ဒါကိုမိတ်ဆက်ပေးပြီးတော့မှပြောတဲ့အတွက်ကြောင့်အဲ့ကလေးအိမ်သွားတဲ့အခါမှာဒီကလေးရဲ့အိမ်မှာဘယ်လိုဖြစ်လဲဆိုတော့သူ့ရဲ့အဖေကနောက်ထပ်အိမ်အောင်ပြုတ်သွားပြီးတော့ကလေးတွေကိုဖြစ်သွားတယ်အဲ့တော့တိတ်မကြောက်အမေကလည်းနောက်ထပ်အိမ်အောင်ပြုတ်ပြီးတော့မှအဲ့ကလေး9ယောက်ကိုဖြစ်သွားတဲ့အတွက်ကြောင့်အဲ့ကလေး9ယောက်ကမိဘမဲ့ပြီးတော့မှစားဝေးနေရခက်ခဲရုံနေမကဘူးကြောင်းလဲမတက်ရဘူးပေါ့နော်အကြီးဆုံးကလေးက73နှစ်အရွယ်ပဲရှိသေးတယ်ဒီပလက်ပြဆရာမတွေကလည်းစိတ်မကောင်းပေါ့နော်ဆရာမတွေကလည်းတကယ်ကိုဆရာမစိတ်သက်မိဘစိတ်သက်နဲ့ကိုလိုက်ပြီးတော့မှချစ်ရှိအဖွဲနဲ့အတူလှုပ်အားပေးနေဒီကလေးတွေကိုစောင့်ရှောက်မယ်ဆိုပြီးတော့မှဆရာမတွေနဲ့အားလုံးတိုင်ပင်ပြီးတော့မှအခုသွားပြီးတော့မှဒီကလေးရဲ့အိမ်လုံးပေါ့နော်မြစ်ပတ်နေတာတွေကိုတန်ရှင်းရေးတွေကိုစားဖို့မရှိတာတွေရောခက်ခဲနေတာတွေရောဘလို့ဝိုင်းဖြည့်ရှင်းမလဲဆိုပြီးတော့အတူတူသွားမှာဖြစ်ပါတယ်အေးဒီကတစ်ပိုင်းလုံးဟုတ်တယ်ဟာဒီကြီးရှိတာရောရောက်ပြီလားအမေကရှိနေလိုက်လာပေးရNin Tet Tet Wai, the eldest daughter, has become the only pillar of her family at just 13 years old. Despite her young age, she is responsible for caring for her 4 younger siblings, the youngest being only 2. Ning Tek Te Wai goes to her mother's house every day to ask for 3,000 kyats to cover the cost of a meal. Sometimes neighbors lend a hand, but ensuring they have enough to eat remains a struggle. Upon learning about their situation, Tzu Chi volunteers took immediate action. They bought clothes and daily necessities for the children and helped clean the house to give them a cleaner, more comfortable place to live. အခုချစ်ချစ်အပိုင်းကဆိုလို့ရှိရင်ဆောင်ရွက်မှုတွေကဆိုလို့ရှိရင်သူတို့တွေနေတဲ့နေရာလေးမှာလည်းရှစ်ပီပတ်တဲ့အခန်းလေးအဲ့ရှစ်ပီပတ်တဲ့အခန်းလေးမှာလည်းလုံးဝလုံခြုံမှုမရှိဘူးတစ်ဖက်မှာလည်းပြန်နေရပေါက်ပြဲပြီးတဲ့အခါကျမလုံခြုံတဲ့အခါမှာတန်တပတ်လေးနဲ့ကာခဲ့ပြီးတယ်သူတို့တွေကိုအကုန်လုံးတန့်ရှင်းလေးလုပ်ခဲ့ပြီးတယ်အဲ့ရှစ်ပီပတ်တဲ့အခန်းထဲမှာအကုန်လုံးဟောရှုံတာပဲဆိုတာလေအနက်အသက်တွေလည်းမကောင်းအဲ့အနက်အသက်တွေမကောင်းတဲ့ဟာတွေကိုသမီးတို့ကြောင်းထားပေးတဲ့လူရှိခဲ့တယ်သမီးတို့ကြောင်းတက်မှာစိတ်ဆန္ဒရှိတက်မှာတတဟောကြောင်းတက်ချင်လားပြောပါကြောင်းစားပေးတဲ့လူရှိရင်ကြောင်းတက်ချင်လားတက်ချင်လားတဟိုကလေးအဲ့အငယ်လေးကဘယ်လိုလုပ် Besides providing daily necessities, the volunteers also cared about the children's dream of going to school. The following day, they bathed the children, dressed them in clean uniforms, and sent them back to school. ပြီးတော့ကလေးလေးတွေကိုချီကကိုယ်တိုင်တကူကြီးအတွက်ကိုယ်တိုင်တန်ရှင်းရေးလုပ်ခဲ့တဲ့အခါမှာကလေးလေးတွေဆိုလို့ရှိရင်အရန်ကိုလေဘယ်လိုခေါ်မလဲဆိုတော့လမ်းဘေးမှာနေလမ်းဘေးမှာစားတဲ့အခါကျတော့လက်သေးတွေခြေသေးတွေကအစားအရန်ပဲမြစ်ပန်တာပေါ့နော်အဲ့ဒါတွေကိုအကုန်လုံးတန်ရှင်းလုပ်ခဲ့ပြီးတဲ့အခါကျမှတန်ရှင်းနဲ့သူတို့ကိုထားခဲ့ပြီးတဲ့အခါကျတော့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတဲ့ဟာကိုလေဒီချစ်အဖေကနေပြီးအားလုံးပြောပြပေးခဲ့တယ်နောင်လေဆိုတာအရန်ပဲသူတို့လေးတွေကပထမကတော့သူတို့တွေကိုခေါ်တဲ့အခါကျတော့ကိုယ်တွေကိုစိမ့်တဲ့အခါကျတော့ကြောက်တယ်ပေါ့နော်အခုလိုမျိုးသူတို့ချီပိုးပြီးတော့ရေမိုးချိုးပေးတဲ့ခေါင်းချိုးပေးတဲ့အခါကျတော့သူတို့လေးတွေကမိဘမြတ်တာငတ်နေတဲ့အခါကျတော့ဘာပဲပြောလေသူတို့ရေချိုးလဲခံတယ်တခါလင်းခံတယ်ဝိစားတွေဝတ်ပေးတဲ့အခါကျပျော်ရွှင်တယ်ပေါ့နော်ဒါပေမဲ့သူတို့လေးတွေကအရန်ကိုမိဘရဲ့ရိုးထွေးမှုကိုလိုအပ်နေတယ်ပေါ့နော်ဒါကြောင့်မို့ကိုရီးယားလည်းမိဘ
ခဏတာလာကြည့်တဲ့အချိန်မှာကိုယ့်ရဲ့မိခင်မြတ်တာအနေနဲ့သူတို့အားလုံးပဲဖြည့်ဆည်းပေးခဲ့တယ်ပေါ့နော်အဲ့မြတ်တာကြီးနဲ့လည်းကိုပေးခဲ့ပါတယ်သူတို့အခုသူတို့လေးတွေကြောင်းတက်မှာမလို့ပြောတယ်မြင်တော့လေကိုလည်းဝမ်းတိုင်ဘာလို့ဆိုတော့ကိုယ်တိုင်လည်းအဲ့လိုမျိုးပညာရေးကိုငငယ်ကလေးကဝါသနာပါတယ်ပေါ့နော်အရန်တက်ချင်တယ်စာဖတ်ချင်တယ်ရှင်းရပါတယ်ပြောရတယ်ပေါ့သူတို့လေးကိုအခုလိုရေဆိုးပေးတာတို့တန်းရှင်းလုပ်ပေးတာတို့လိုလေးလုပ်ပေးရလို့ဝမ်းသာတယ်ပေါ့ဒီတစ်ခါမှမလုပ်ဘူးအဲ့လိုလေးလုပ်ပေးရတော့ဝမ်းသာတယ်မရှိရကနေမပြေတော့နိုင်ဘူးနောက်ပိုင်းကျရင်တော့ဒီဖွဲ့တဲ့နေရာလို့လည်းရင်ကျေးတိမ်မွေးလာမယ်လို့တော့ထင်တာပဲပေါ့နော်ရင်ကျေးလာမယ်စာလေးပါလေးတက်လာမယ်ထင်တာပဲဒီပေါ့နှုတ်ဆက်မိလေးပေါ့ရောက်ရင်မင်္ဂလာပါလို့နှုတ်ဆက်ပေးပါပေါ့အဲဒီကျေးဇူးတင်ပါတယ်ရှင့်ပေါ့လေအပြင်ပေးမယ်ပေါ့ဟုတ်ပြောတတ်တာပြီပေါ့တင်ပေးတယ် One may be poor, but education must not be neglected. When Tzu Chi volunteers learned that Nim Tet Wai's younger sister, Sai Mai, had been adopted but was unable to attend school, they helped her enroll. She's now back home and all 6 siblings are finally reunited, moving forward together towards a brighter future. ကိုကတော့မေလိုပါပဲသူ့မေရတာပြစ်ထားခဲ့။တန်ဟောပြန်လေတွဲနေလေဟိုတော့ကတည်းအိမ်မှာလာနေကြဆိုတော့ကြည့်ရတော့သူ့ဖေနဲ့သူ့မေနဲ့ညစလုံးကပြန်အောင်မကြည့်ရ။ဒီလေးအခုလိုစင်ပြေသွားတော့ထောက်ပံ့မိတဲ့လူပေါ်လာတော့စိတ်ချမ်းတဲ့တာတဲ့ဝမ်းနဲ့ဝမ်းသာ။ကျမတို့လည်းခုနပြောသလိုဒီလိုကလေးတွေကျမတို့လည်းလိုက်မရှာဘူး။ဆရာတို့နဲ့တွေ့မှဆရာမကြီးတွေနဲ့တွေ့မှဒါကျမတို့တွေ့ခဲ့ရတော့ရင်ထဲမှာမကောင်းချင်ဘူးနော်။ကျမတို့ကကြောင်းမှာရောက်တဲ့ကလေးပဲလက်ခံပြီးတော့သူတို့ရဲ့အကြည့်လေးတွေကိုကြည့်ပြီးတော့ဆင်းရဲတာချမ်းသာတာခွဲတတ်တာအဲ့လိုအိမ်နိုင်ရန်ရောက်မရောက်ဘူးကျမအဲ့ဒါလည်းအတိတရားတွေတော်တော်ရသွားတယ်ကျမစိတ်ထဲကိုလေကလေးတွေဘယ်မြည်သူမဆိုကလေးဆိုရင်ကျမလေဒီမှာပဲပို့ပို့ပိုက်ပိုက်လေးနဲ့လုံနေတာအဲ့လိုအပြင်ကိုတွင်းမပိုင်းနေခုဆရာမတို့ဆရာကြီးဖျားတို့ရဲ့ကျေးဇူးတွေကြောင့်မို့ကျမအဲ့လိုလေးတွေလိုက်သွားတော့ကျမတော်တော်ကိုဝမ်းသာတာဟဲ့လားဒီလိုမျိုးတွေတို့မြန်မာနိုင်ငံရှိပါသေးလားဆိုပြီးတော့ကိုအောင်းမေ့ပြီးတော့ကိုကျေးဇူးတင်ပါတယ်ကျမတို့ဒီလိုမျိုးကလေးတွေတိတ်မရှိဘူးလေသူများတွေလည်းဒီလိုမျိုးအဲ့လိုတီးတန့်ရဲလို့လည်းသူတို့ဒီလိုနေရမှာမဟုတ်ဘူးဖြစ်သွားပြတ်သွားကြတယ်ဒီပညာရေးဆိုတာကျမတို့မြန်မာနိုင်ငံမှာသူဆရာကြီးဖျားတို့ဆရာတို့တွေလှုပ်လို့တာလည်းရင်အဲ့လိုကလေးလေးတွေကိုကျမတို့ကဒါမျိုးတွေတွေ့ရပြီးတော့ဒီလိုနေတောင်မြောက်ပေးမှာပညာတတ်တွေပေါ်လာမှာကျမတို့နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်မှာပေါ့နော် Despite lacking parental care, the children face life with remarkable resilience. Tzu Chi volunteers will continue to walk alongside them, paving the way towards a more secure future with love.